ကျောင်းလျှောက်တဲ့အခါမှာအားလုံးအခက်အခဲဆုံးနဲ့အစိုးရဆုံးဖြစ်နေတဲ့တန်ရုံးစီကိုအခမဲ့အစားဆုံးတာဝန်ယူပြင်ဆင်ပေးမယ်ခလာခွင့်ပါ။ Dream ဘက်ကနေပြည့်သွားပြီ။ပဲမင်္ဂလာများအခုလာမယ့်6ရက်နေ့နဲ့9ရက်နေ့မှာမြန်မာပလာဇာမှာကျင်းပသွားမယ် Education Fair ပွဲကြီးကိုနိုင်ငံတကာမှာကျောင်းသားတက်ရောက်ဖို့ပြင်ဆင်နေကြတဲ့ကျောင်းသားကျောင်းသူတွေအားလုံးပဲပွဲကိုတက်ရောက်ဖို့ပြင်ဆင်နေကြပြီဟုတ်။အဲ့ပွဲမှာကျွန်တော်တို့ Dream Education ကလည်းရှိနေပါပါနော်။ဟုတ်ပါတယ်ရှင်။ Dream ရဲ့ booth နေရာလေးကတော့အဝယ်ဝကနေလမ်းကြည့်လိုက်တာနဲ့မြင်ရမယ့်နေရာကောင်းလေးဖြစ်တဲ့ booth number 8မှာအစင်းနဲ့စောင့်ဆိုနေပါတယ်ရှင်။အော်ဒါနဲ့ညီမလေးငါတို့ A booth ကိုလာမယ့်ကျောင်းသားတွေအတွက်ကောဘာထူးခွင့်ရည်ရှိလဲဆိုတာသိလား။သိအောင်ပေါ့ကိုကြီး။ခံစားခွင့်နေရာတော့အများကြီးပါပဲ။ပထမဆုံးတစ်ခုကတော့ free registration promotion ပေါ့နော်။ပွဲမတိုင်ခင်ကိုယ်ဖောင်နဲ့ကြိုတင်စရင်ပေးသွင်းပြီးအနံနဲ့ဒူတိုင်းအတွက်ဒေါ်လာ150အခုတစ်ဆောင်ချက်ချင်းရရှိမှာဖြစ်ပါတယ်ရှင်။ဒါလည်းမကသေးပါဘူး။ဒုတိယတစ်ချက်ကတော့ online promotion ဖြစ်ပါတယ်။ဒီနေ့မှာပဲဆုံးဖြတ်ချက်ချပြီးတခါတည်းအနံသွားမယ်သူတွေအတွက်ကျောင်းလျှောက်တဲ့အခါမှာအားလုံးအခက်အခဲဆုံးနဲ့အစိုးရဆုံးဖြစ်နေတဲ့တန်ရုံးစီကိုအခမဲ့အစားဆုံးတာဝန်ယူပြင်ဆင်ပေးမယ်ခလာခွင့်ကိုပါ Dream ဘက်ကနေပြည့်သွားမှာဖြစ်ပါတယ်။ပြီးတော့ booth ကိုလာလေရုံနဲ့ promotion item လက်ဆောင်လာတွေကိုရယူနိုင်မှာဖြစ်ပြီးတော့ကျောင်းသားတွေအတွက်လက်တွေ့အသုံးဝင်မဲ့စီစဉ်ကောင်းတွေကိုလည်းစီစဉ်ထားပါသေးတယ်။ဒီစနစ်နဲ့အညီလူကြိုက်များဆုံးဖြစ်နေတဲ့ကျွန်တော်တို့ရဲ့ normal saver co-patch key တွေကိုပါတူတူတည်းတဲ့ဝင်ရောက်လေ့လာနေတော့မှာဖြစ်ပါတယ်။ဟုတ်ပါတယ်မိမိနဲ့အကိုက်အညီဆုံးဖြစ်မဲ့ package ကို smart ကြရွေးချယ်နိုင်မှုအတွက်အဲ့ဒီနေ့မှာ Dream Education ကကျွမ်းကျင်သူတွေကိုယ်တိုင်အကောင်းဆုံးဆွေးနွေးအကြံပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ခွင့်ရည်တွေကိုလက်လွတ်မခံမှုအတွက်အခုပဲအောက်ကလင့်မှာဒီတဲ့ပေါင်းလေးကိုအများဆုံးစီးရင်ပေးသွင်းလိုက်တော့ကဲအခုပဲတငယ်ချင်းတွေကိုကောင်းမှမန်းရှင်းကော်ပြီးကျွတ်တူလာဖို့အများဆုံးချိန်လိုက်တော့နော်။မင်းရှင်းတဲ့အတူမိမိတို့ရဲ့အိမ်မက်တွေစီရောက်လန်းရပါစို့။